ကြောင့်ဝတ်သားရနော် ငါမြင်တယ်လေငါကြိုက်လို့ငါစားမင်းဘူးပါလို့ Damn bro နဲ့ဘူဖေးပရင်နဲ့တွေ့ကြပြီကွာ Damn bro မင်းအောင်ဘူးဖေးပြင်ဆိုလို့ဖြစ်လား ပြငါပြောဖို့လိုသေးလို့ဒါငါဆရာကြီးလေ ဟာလေသေးပေါင်အကြာကြီးလား ဟာဟဲ့ မင်းဘူးဖေးပြင်လည်းပြောသေးတယ်ကွာစောင်းစကားကြီးလိမ့်များနဲ့စားလည်းမစားဘူးငါးတွေကိုညီးနေတာပဲ ဟာဟဲ့မင်းဧည့်သည်မလို့ဧည့်ခံနေရနော်မင်းဘူဖေးပရင်စော်ကားတယ်ငရဲကြီးမှမကြောက် ဟော ဘူး ငရဲကြီးမှကြောက်မင်းငါ့အဖေမှမဟုတ်တာကွာ ဆွဲကွာခင်းနေလက်ဆက်တယ်မို့လား တော်တော်ကောင်းတယ်စိတ်ညာပဲ Damn bro what's up I miss you brother အော်မမလူပဲပြောပါတယ်ရေးအစင်လို့ ဟာရမင်းရန်ကုန်ရောက်ရင်ဝယ်ကျွေးမယ်ဆိုဒီဇိုင်နာ အေးဟုတ်တယ်လေမင်းဒီဆိုင်ပဲ အဲ့ ကွာ ဒါလည်းသွားမယ်လေရအောင် အေးလာ ဟာရအောင်မင်းလည်းတွေ့မှာငါလည်းနောက်ပြန်ရှောက်တာနှစ်ခါရှိကွာရအောင် Damn bro တာကြီးမင်းရှိုးလိုက်ကွာမင်းရန်ကုန်မှာဒါမျိုးဘယ်မှာရအောင်လဲတာကြီး ဒါတွေအကုန်လုံးကြိုက်တဲ့လောက်စား29,500ကျ Damn bro ငါပြောအောင်ပါလေ ပြပါလေတခါလေးပြောတယ်ကွာမင်းရတယ် ပြောကွာ ပြောကုန်းတဲ့သားလည်းမဟုတ်ဘူးကွာအရောက်မင်းကုန်းသားရမယ်မင်းဒိုင်းသားရမယ်မင်းကြက်မဲတွေရမယ်မင်းစုံမဲကွာဟဲ့ငါတို့ဘေးတစ်တောင်းသွားတဲ့ခါတောင်းသေးတွေဖြစ်နေပြီ ခွေးတောင်ကြတော့လောက်ပါကွာဟဲ့အောင်သုံးထက်သားလေးယူမယ်ဟဲ့ဝက်လိုင်းသားလေးရောထည့်မယ်ကွာ ကြားတယ်ကြားတယ်ဘယ်နှပိတ်တာကုန်လဲပြောလိုက် လေးပိတ်တာလေးပိတ်တာ လေးပိတ်တာโอเคဒီနေ့အားလုံးပေါင်း10ပိတ်တာ လေးပိတ်တာလို့ အေးမဟုတ်6ပိတ်တာ โอเคဆိုင်နမရပါလေ ဟာကင်ဝတ်တုံးကင်လေ ပြန်ဝင်ငါရောက်တာမသိဘူးကွာ ဆွဲကွာဟမ်ဘိုး nó bọng vào sao cũng giờ mấy trái bro phía bò làm một bạn nhà đâu မင်းသိချင်လား ừ အရင်သိချင်တာလားတော်တော်သိချင်နေတာ đóဟမ်ဘိုးဟမ်ဘိုး sao là né đây nè ao mà nhở ao nó bây giờ còn này မင်းဘူးပေးပြင်လည်းပြောသေးတယ်ကွာစောင်းစကားကြီးလိမ့်များနဲ့စားလည်းမစားဘူးငါးတွေကိုညီးနေတာပဲ ဟာဟဲ့မင်းဧည့်သည်မလို့ဧည့်ခံနေရနော်မင်းဘူဖေးပြင်စော်ကားတယ်ငရဲကြီးမှမကြောက် ဟော ဘူး ငရဲကြီးမှကြောက်မင်းငါ့အဖေမှမဟုတ်တာကွာမင်းကဘာကောင်မလို့လဲ ဟာစကားပြောရင်းလိုက်လား ဟောရင်းညင်မဲ့ဟောတောင်ကြီးမြို့နဲ့ရွှေညောင်မြို့မင်္ဂလာအောင်မြေ2ရက်ကွာမှာ မ နေ င်း ရ ဘ ကောင် ယ် ကွာ အောင်ဖြစ်ကွာဟဲ့မင်းအခုငါကျွေးလို့စားနေမှာ ဟာဟော29,500လောက်ကတော့ငါလည်းအရောက်တရာလောက်ကျွေးလိုက်လို့ရ မင်းကျွေးနေ အတူလုပ်လိုက်လို့ရအောင်သွားတယ်ဟောသွားတယ်ကွာရအောင် ဝတ်သားနဲ့ဖြတ်ရိုက်လိုက်မအောင်မယ်ကဲဝတ်သားတုံးကင်တွေကို29,500ကျန်တယ်ခြိုက်သလောက်အဝစားနေတယ်ဆိုရင်တော့ကင်ဝတ်တုံးကင်ကိုလာခဲ့လိုက်ဗျာကျွန်တော်တို့ဒီနေ့စားခဲ့တာတော့ဘိုးတထောင်းဆိုင်ဖြစ်ပါတယ်မင်္ဂလာတုံးဘက်မှာလည်းတဆိုင်ရှိပါတယ်တူတူပါပဲကျေးဇူးများတင်ပါတယ်